ဘာစီလိုနာအသင်းဟာလာလီဂါချန်ပီယံဖြစ်ပြီးနောက်နွေရာသီအပြောင်းရွှေ့အတွက်စတင်ပြင်ဆင်နေပါပြီ။အသင်းတာဝန်ရှိသူတွေဟာဂျိုအာအိုကန်ဆယ်လိုနဲ့မာကတ်စ်ယက်ရှ်ဖိုတို့ကိုအများစာချုပ်ဆက်ထိန်းထားနိုင်ဖို့စ조사နေပြီးတိုက်စစ်မှုတစ်တအူးခေါ်ယူဖို့ကိုလည်းအဓိကဦးစားပေးထားပါတယ်။ကန်ဆယ်လိုကိုတော့အေဟီလာနဲ့သဘောတူညီမှုရနိုင်မယ်လို့ယုံကြည်နေကြပြီးကစားသမားကိုယ်တိုင်လည်းကတ်နူးမှာဆက်နေခြင်းနေပါတယ်။မာကတ်စ်ယက်ရှ်ဖိုကလည်းဘာစီလိုနာမှာဆက်ကစားခြင်းပေမဲ့မန်ချက်စတာယူနိုက်တက်ဘက်ကယူရိုတန်း30နဲ့အပြီးသက်ဝယ်ယူခွင့်ကိုအသုံးပြုစေချင်နေတာကြောင့်ညှိနှိုင်းမှုကပိုခက်ခဲနေပါတယ်။ဒီယာဒီယက်ရှ်ဖိုဟာ14ဂိုးကြဂိုးဖန်တီးမှု14ကြိမ်ပြုလုပ်ထားပြီးဘာစီလိုနာအတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဘာစီလိုနာကတော့အဲ့ဒီငွေကိုတိုက်စစ်မှုအသစ်ခေါ်ယူရမှာပိုသုံးချခြင်းနေပြီး2020ခုနှစ်မှာမဖြစ်မနေဝယ်ယူရမယ့်သဘောတူညီချက်ပါတဲ့အညာစာချုပ်အသစ်တစ်ခုဆွေးနွေးဖို့စီစဉ်နေပါတယ်။ဂျိုအာအိုပတ်တရိုကတော့လီဝန်ဒေါစကီရဲ့နေရာကိုအနာဂတ်မှာအစားထိုးနိုင်မဲ့ကစားသမားဖြစ်စောင့်ကြည့်ခံနေရပါတယ်။နောက်တန်းပိုင်းမှာတော့ဂျေယက်မာတင်ကိုဘယ်နောက်ခံလူကနေဘယ်ချမ်းဗဟိုခံစစ်မှုအဖြစ်ပြောင်းသုံးတာအောင်မြင်နေပြီးဘာစီလိုနာဘီအသင်းခေါင်းဆောင်အေဘာယိုကော်တက်စ်ကလည်းပထမအသင်းတက်ရောက်နိုင်မဲ့အလားအလာကောင်းတွေပြသထားပါတယ်။အန်ဒရီယက်စ်ခရစ်တန်ဆန်ကလာစာလျှော့ပြီးစာချုပ်တစ်ချုပ်မယ်ဆိုရင်ဘာစီလိုနာရဲ့နောက်တန်းအင်အားဟာနောက်ရာသီအတွက်ပြည်စုံသွားမယ်လို့သတင်းတွေကဖော်ပြထားပါတယ်။